ဝေးရဝင်တာမှာအပူပိုင်းနဲ့အေးတဲ့ဘက်ဆိုပြီးတော့နှစ်ပိုင်းရှိရတဲ့နေမှာ extreme weather လာတဲ့အခါအေးတဲ့ဘက်မှာခုလိုမျိုးခဏခဏမသိအောင်ဘာဒီစားရမလဲဆိုတော့ကျွန်တော်ပြပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မမသိရဲ့ logistics တွေကကျွန်တော်ခုပြထားတဲ့ dish 3G ကို unlock လုပ်ထားဖို့လိုမှဖြစ်ပြီးတော့ unlock လုပ်ပြီးသွားပြီဆိုရင် intermediate stove ကိုသွားအဓိကဖြစ်တဲ့ all weather stove ကို craft ပြီးတော့စားလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ cold resistant နဲ့ heat resistant ကို plus 30% တိုးပေးမှာဖြစ်ပါတယ် spicy sizzling meat နဲ့ spicy grilled fish ကိုစားလိုက်မယ်ဆိုရင် cold resistant plus 10% ကို3600 second အထိရရှိမှာပဲဖြစ်ပါတယ် fiery meat ကိုစားလိုက်မယ်ဆိုရင်လည်း cold resistant ကို plus 20% ကို3600 second အထိရရှိမှာဖြစ်ပါတယ် spicy roasted meat ကိုစားလိုက်မယ်ဆိုရင်လည်း cold resistant plus 20% ကို3600 second အထိရရှိမှာဖြစ်ပါတယ် salty roasted spike meat ကိုစားလိုက်မယ်ဆိုရင် cold resistant plus 10% ကို1800 second အထိရမှာဖြစ်ပါတယ် roasted orange roasted hawthorn roasted pumpkin roasted cabbage flatbread roasted potato grey mushroom grey snow mushroom grey seaweed စတာတွေကိုစားလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ cold resistant plus 10% ကို10မိနစ်ရရှိမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲ one human gain နဲ့ဝေးဟိုတာစားပါရဲ့အရန်အေးတဲ့အပိုင်းမှာ extreme weather လာတဲ့အခါခဏခဏမသိအောင်ဘာတွေစားရမလဲဆိုတာအသိလောက်ပြီးထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ